ဒီဝါကြီးမှာမိမကယောက်ျားတဲ့ပိုပြီးအင်အားကောင်းနေဆိုတဲ့တရားဝါရှိရဆိုရင်ယုံလားအဲ့ဒီတရားဝါကတော့နီယိုထိုဗလာဖြစ်ပါတယ်သူတို့ကပြန်တန်းနိုင်ပေမဲ့ရင်ကောင်တော့မဟုတ်ပါဘူးသူတို့ကတကယ်တော့ရင်ကောင်ထက်တန်းနဲ့ပိုပြီးနီးစပ်ပါတယ်သူတို့ကတောင်ပန်ပါတဲ့တန်းဖြစ်ပေမဲ့ကပ်ပါကောင်တော့မဟုတ်ပါဘူးသူတို့ရဲ့အဓိကစားစားကလင်းတို့ရှိတွေဖြစ်ပြီးဘရာဇီးနိုင်ငံရဲ့လင်းတို့ဘူးတွေမှာတွေ့ရပါတယ်သူတို့ကရှားတည်နေတဲ့လင်းတို့တွေနဲ့အော်ဂဲနစ်ပစ္စည်းတွေကိုစားသုံးပါတယ်တောင်ပန်မာတဲ့တန်းဆိုတာမထူးဆန်းပေမဲ့သူတို့ရဲ့မျိုးပွားပုံကတော့ထူးဆန်းပါတယ်ကဘာပေါ်ကအမားဒီမှာဖိနပ်ပါတာဒီမျိုးစိတစ်ခုပဲရှိပါတယ်အဲ့ဒီမားရဲ့အင်္ဂါကိုဂိုင်နိုဆုံးလို့ခေါ်ပြီးအဲ့ဒီအရာနဲ့မျိုးပွားကြပါတယ်တင်ကအထီးဒီမှာဘာလဲလို့တွေးနေမိမှအမှန်ပါတကယ်တော့အထီးဒီမှာပေါက်တစ်ခုပဲပါပါတယ်မေးလာချင်းရောက်တဲ့အခါအမားကအကြီးချွမ်းတဲ့အထီးကိုရှာဖွေပါတယ်သူတို့ကအထီးရဲ့ဖီရိုမုန်းကိုခြေရကန်ချင်းကပ်ပြီးတဲ့အခါမှာအပေါ်ကိုတက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အမကအထီးရဲ့ခန္ဓာကိုယ်ထဲကသူ့ရဲ့အားလုံးကိုဆုပ်ယူလိုက်ပါတယ်။ဒါကမော်တာပတ်နဲ့ရေစုပ်တယ်လို့ပါပဲ။ဒီလိုမေးလိုက်တဲ့ဖြစ်စဉ်ကနိုင်ပေါင်း90ကျော်ကြာမြင့်ပြီးအထီးရဲ့သူ့ရဲ့ခိုင်းချောက်သွားတဲ့အထိသူ့ရဲ့ဆက်ကရက်မှမဟုတ်ပါဘူး။ဒီလိုလိုရက်ကအောင်မြင်ဖို့အတွက်တည်းမဟုတ်ပဲအစားအစာရင်းမြစ်အတွက်ပါလှုပ်ဆောင်ပါတယ်။ဟုတ်ပါတယ်ဒါကသူတို့ရဲ့အစားအစာထောက်ပံ့မှုလည်းဖြစ်ပါတယ်။သူတို့ကတရေအောင်ဖို့အတွက်တုပ်ဘိုးတွေကိုအသုံးပြုပြီးကျန်တဲ့အကြီးတွေကိုတော့အစားအစာအတွက်အသုံးပြုပါတယ်။ဒီလိုလျှောက်တွေ့တဲ့ပတ်ဝန်းကျင်မှာစားစရာအဖြစ်လင်းတို့ရဲ့မစင်တွေပဲရှိတာကြောင့်ဒီရေတွေကသူတို့အတွက်အာဟာရဖြစ်ဆုံးစားသားတွေဖြစ်ပါတယ်။ဒါကြောင့်ရေချွမ်းတဲ့အထီးကိုတွေ့တာနဲ့သူတို့ရဲ့အင်္ဂါကိုရှက်ချင်းထိုးပြီးဆုပ်ယူပါတယ်။အရွယ်မြောက်သေးတဲ့အမားတွေတောင်မှအရွယ်ရောက်ပြီးသားအထီးတွေပေါ်ကိုတက်စီးနေတာတွေ့နိုင်ပါတယ်။ဒါကအခမဲ့စားစာရနေတာကြောင့်တခြားဘယ်ရာမှမဆိုင်နိုင်ပါဘူး။တင်ကဘားတစ်ကောင်ဖြစ်ပြီးမင်းရဲ့ကလေးတွေကိုလေချောင်းထဲမှာမွေးရမယ်ဆိုရင်ဘယ်လိုခံစားရမလဲ။တင်ကတော့ဒါဝင်ဖရော့ပါတင်ကပီနိုခီယိုလိုနှာခေါင်းချိပြီးရှီလီနဲ့အာဂျင်တီးနားတောင်ပိုင်းမှာနေထိုင်ပါတယ်။တင်ရဲ့အရွယ်စားက2 လက်မလောက်ရှိပြီး2 စင်တီမီတာလောက်ရှိပါတယ်။တင်ကမျိုးပွားဖို့ချိန်ရောက်တဲ့အခါတင်ရဲ့ချိုတာတဲ့အတန်နဲ့ဖားမကိုခေါ်ဆောင်ပါတယ်။အချိန်နဲ့ကြတော့စိတ်ဝင်စားတဲ့ပထမတစ်ကောင်ရောက်လာပါတယ်။တင်ကဆူဆူတဲ့ပြေးရှိတဲ့နေရာကိုသူမကိုခေါ်ဆောင်သွားပါတယ်။ Ladyသူမကတင်းရဲ့အောက်ကိုဝင်ပြီးတဲ့အခါတိရွက်ပေါ်မှာဥချောက်လုံးလောက်ဥချခဲ့ပါတယ်။သူမထွက်သွားတဲ့အခါတင်ကဖခင်တယောက်ဖြစ်သွားပါပြီ။ဒီလိုနဲ့တင်ကဥတွေကိုစောင့်ရှောက်ရပါတယ်။ရက်20လောက်စောင့်ရှောက်ပြီးတဲ့အခါဥတွေကသားကောင်းတွေပေါက်လာပါတယ်။ပြီးရင်တင်ကဒီလိုလှုပ်တာကတင်းရဲ့သားလောင်းတွေကိုစားတာမဟုတ်ပါဘူး။ဒါကလေချောင်းထဲမှာတင်ထားတာပါ။တင်းရဲ့သားလောင်းတွေကိုအတန်အိတ်ထဲမှာ2 လတင်ထားရတယ်။အဲ့ဒီ2 လအတွင်းမှာတင်းရဲ့သားလောင်းတွေကဖားဖြစ်ပြောင်းလဲလာပါတယ်။တင်းရဲ့လေချောင်းအပြင်ဘက်ကနေတော့ကလေးတွေလှုပ်ရှားနေတာကိုမြင်တွေ့ရပါတယ်။ဒါကတင်းကဖားခင်ကောင်တယောက်ဖြစ်တယ်ဆိုတာကိုပြသနေတာပါပဲ။ဒါကြောင့်ဖားမတွေကတင်းလိုစောင့်ရှောက်တဲ့ဖခင်တွေကိုသဘောကျပါတယ်။ဒါဆိုရင်တင်းကကလေးတွေကိုဘယ်လိုမွေးဖွားတာလဲ။ဒီလိုနဲ့မွေးဖွားခြင်းရောက်တဲ့အခါတင်းကဖားပေါက်လေးတွေကိုတကောင်ချင်းအံထုတ်ပါတယ်။အဲ့ဒီနောက်ဖားကလေးတွေကသူတို့ရဲ့ဘဝကိုစားနေမှုအတွက်ထွက်ခွာသွားကြပါတယ်။တင်းရဲ့တောင်ကမပြီးဆုံးသေးပဲနောက်ထပ်သားကောင်းတွေကိုမျိုးသိမ်းရပါတယ်။ဒီလိုနဲ့တင်းရဲ့ဘဝကဖားခင်တောင်နဲ့ပဲလဲပတ်နေပါတယ်။အရှာစိတ်ဝင်စားစရာအကြောင်းအရာတွေတင်ဆက်ပေးဦးမှာဖြစ်ပြီးထုံးစံနိုင်ပြောရရင်တော့ကျွန်တော်အားလုံးကိုချစ်ပါတယ်။